ဖွာသူအပင်လူသူ့အတွက်မကြည့်ပဲကို့အတွက်အမြဲကြည်နေသူဂရိမတီတဲ့လောဘလူအတ္တမောင်ဖုံးသူအတိကြီးတာလားအသက်ကြီးတာလားမေးကြည့်မယ်အပင်လူအမှန်တရားဆိုတာလေသူအမြဲမသိနိုင်သူဂရိသစ္စာမရှိတော့သူအပင်အတ္တလူငါဆိုသောအတ္တဆွဲလျှော့သည်မီအပင်လူအတ္တပရအမြဲတမ်းအညီမျှမရှိစေသူညတာသောတရားအများကိုလေ့လာသင်တဲ့လူအမောင်သွားမလားမောင်နေနေမလားမေးကြည့်မယ်အပင်လူအမှန်တရားမမြင်တဲ့၍အမောင်မထွက်နိုင်သူအလင်းမရှိသောလောဘလူကိုအတ္တလူတန်တရားဆိုတာကကျမယဟတ်တို့လည်းပက္ခတမူသူ့ကိုပြမခဲ့ရင်ကိုမလည်းဒုက္ခပွေသူအပြစ်ရမည်အသင်လူဤစဘူးဤလူဒါနတိလအမြဲပွားကကျင့်ကြံတဲ့လူအစစ်မှန်ဖြစ်မဲ့လူဓမ္မသာတင်လူသာအတ္တပဲတက်၍အမောင်ရမတ်မှရှောင်ထွက်ရမဲ့လူသူအပင်လူသူ့အတွက်မကြည့်ပဲကို့အတွက်အမြဲကြည်နေသူဂရိမတီတဲ့လောဘလူအတ္တမောင်ဖုံးသူအတိကြီးတာလားအသက်ကြီးတာလားမေးကြည့်မယ်အပင်လူအမှန်တရားဆိုတာလေသူအမြဲမသိနိုင်သူဂရိသစ္စာမရှိတော့သူအပင်အတ္တလူငါဆိုသောအတ္တဆွဲလျှော့သည်မီအပင်လူအတ္တပရအမြဲတမ်းအညီမျှမရှိစေသူညတာသောတရားများကိုလေ့လာသင်တဲ့လူအမောင်သွားမလားမောင်နေနေမလားမေးကြည့်မယ်အပင်လူအမှန်တရားမမြင်တဲ့၍အမောင်မထွက်နိုင်သူအလင်းမရှိသောလောဘလူကိုအတ္တလူတန်တရားဆိုတာကကျမယဟတ်တို့လည်းပက္ခတမူသူ့ကိုပြမခဲ့ရင်ကိုမလည်းဒုက္ခပွေသူအပြစ်ရမည်အသင်လူဤစဘူးဤလူဒါနသီလအမြဲပွားကကျင့်ကြံတဲ့လူအစစ်မှန်ဖြစ်မဲ့လူဓမ္မသာတင်လူသာအတ္တပဲတက်၍အမောင်ရမတ်မှရှောင်ထွက်ရမဲ့လူ